ဒီနေရာကတော့အာဖရိကတိုက်စပီဆန် Game Reserve လို့ခေါ်တဲ့နေရာတစ်ခုပါကျန်းတန်းခတ်ထန်လွန်းတဲ့ဒီတဘာဝဒေါနက်ကြီးထဲမှာတက်ရှိအားလုံးကရှင်သန်နိုင်ရေး game တစ်ခုကိုပြိုင်ဆိုင်နေရပါတယ်ဒီနေရာမှာအသက်ရှင်ဖို့ဆိုရင်တိုက်ခိုက်ရမယ်တပ်ဖြတ်ရမယ်အနိုင်ယူရမယ်တကယ်လို့မင်းမတိုက်ခိုက်နိုင်ရင်တော့မင်းကဘယ်တော့မှဒီနေရာမှာဘယင်ဖြစ်လာမှာမဟုတ်ပါဘူးဒီစပီဆန်ဆိုတဲ့နေရာကချင်းသေးတွေအတွက်ကတော့ Game of Thrones ဖြစ်နေတဲ့နေရာတစ်ခုပါဒီနေရာမှာပဲဒဏ္ဍာရီတွေပေါ်ထွက်ခဲ့ဘူးတယ်ဒီနေရာမှာပဲသွေးကြောင်းစီးတိုက်ပွဲတွေလည်းဖြစ်ခဲ့ဘူးတယ်ဒီနေရာမှာပဲဝမ်းနည်းစရာအဖြစ်အပျက်တွေရှိခဲ့ဘူးတယ်လက်ဆိုင်လာတဲ့ညီကိုတန်ရောစင်တွေဖြစ်ခဲ့ဘူးတယ်ဒီနေရာမှာပဲညီအကိုတွေသွေးကွဲခဲ့ကြဘူးတယ်နောက်ဆုံးဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်ဘူးလို့ထင်ရတဲ့ထင်းနှန်းကြီးတွေအဆုံးသတ်သွားခဲ့ဘူးတယ်ဒီနေရာကစပီဆန်ခေတ်ဆက်အင်ပါရာကြီးတွေရဲ့ဘူမီနက်တန်ကြီးဖြစ်ခဲ့ဘူးတဲ့ဒီနေရာမှာမက်ဘိုဂိုစ်မဂျင်ဂလာနီဘာမင်ဂမ်အစရှိတဲ့အင်အားကြီးရာဇဝင်တွေအဆုံးသတ်သွားပြီးတဲ့နောက်ထပ်အင်ပါရာကြီးတစ်ခုကပေါ်ထွက်လာနေပါပြီဂီဂျီမာမေး Coalition ဂီဂျီမာမေးလို့ခေါ်ရတဲ့အကြောင်းအရင်းကတော့ရှန်ကွန်ဘာသာစကားမှာဂီဂျီမာဆိုတာကပြေးနေတယ်လို့အဓိပ္ပာယ်ရပါတယ်တနည်းအားဖြင့်ပြေးလွှားနေတဲ့ချင်းသေးတွေဆိုတဲ့အဓိပ္ပာယ်ပါဒါဆိုရင်ဘာကြောင့်ဒီကောင်တွေကိုဂီဂျီမာလို့ခေါ်ရတာလဲသူတို့ထွက်ပေါ်လာတဲ့အချိန်မှာဒီချင်းသေးတွေကလူတွေကိုမြင်ရင်အရန်ရှက်တက်ပြီးတော့စိတ်လှုပ်ရှားပြီးထွက်ပြေးတတ်တယ်လို့ဆိုပါတယ်ဒါကြောင့် Ranger တွေကသူတို့နဲ့တွေ့တိုင်းပြေးသွားတတ်တဲ့ဒီချင်းသေးတွေကိုဂီဂျီမာမေးတွေလို့နာမည်ပေးခဲ့ကြတာပါဒါအပြင်အဲ့ဒီအချိန်တုန်းကဂီဂျီမာတွေကမတန်မာသေးတဲ့တာမန်ချင်းတွေလေးတွေဖြစ်တဲ့အပြင်ရှက်ရွံ့ကြောက်လန့်နေတတ်တာကြောင့်ပဲဒီလိုမျိုးပေါ့ပေါ့ပပနဲ့ဟာတာဆန်တဲ့နာမည်မျိုးကိုပေးခဲ့ကြတာပါဒါပေမဲ့ငယ်ရွယ်တုန်းမှာရှက်ရွံ့ကြောက်လန့်နေတတ်တဲ့ဒီကောင်လေးတွေကအခုဆိုရင်စပီဆန်ရဲ့အခမ်းအနားဆုံးအင်ပါရာမင်းဆက်တစ်ခုကိုထူထောင်လိုက်ပါပြီမက်ဘိုကိုမဂျင်ဂလာနီနဲ့ဘာမင်ဂမ်တို့လို legendary empire ကြီးတွေပျောက်ကွယ်သွားပြီးတဲ့နောက်2026ခုနှစ်မှာတော့စပီဆန်မှာနောက်ထပ် empire ကြီးတစ်ခုကစတင်လာခဲ့ပါပြီဂီဂျီမာမေးတွေကမက်ဘိုဂိုရီလို legendary bloodline ကဆင်းသက်လာတာမဟုတ်တလို့မဂျင်ဂလာနီတွေလို powerful ဖြစ်တဲ့အစုအဖွဲ့လည်းမဟုတ်ပါဘူးဒါအပြင်ဘာမင်ဂမ်တွေလိုတော်ဝင်မျိုးရိုးနဲ့လည်းမနီးစပ်ပြန်ပါဘူးသူတို့ကတာမန်နာမည်မရှိတဲ့ချင်းသေးအုပ်ထဲမှာပဲမွေးဖွားခဲ့ကြတာပါငယ်ဘဝမှာကလေးကသူတို့ကအစားအစာအတွက်ခက်ခဲခဲ့ကြရပါတယ်တခြားချင်းတွေရဲ့ရန်ကိုလည်းကြောက်ခဲ့ရတယ်သူတို့ရဲ့အဖေတွေကိုတော့ဘသူမှတိတိကျကျမသိရတဲ့တာမန်ဆိုမှတာမန်အညာတရဆန်တဲ့ချင်းတွေအုပ်လေးတွေမှာမွေးဖွားခဲ့ကြတာပါဒါပေမဲ့လည်းတခါတရံမှာအခက်ခဲတွေကပဲပုံမူတန်မာလာအောင်လေ့ကျင့်ပေးနေတယ်လို့ဖြစ်သွားတတ်ပါတယ်ငယ်ဘဝမှာဒီလိုမျိုးခက်ခဲခဲ့တဲ့ဂီဂျီမာတွေကအောက်သက်ကြေခဲ့တယ်လို့ပြောရမှာပါအောက်သက်ကြေခဲ့လို့လေခေတ်ဆက်အရှိန်အဝါကြီးမားလာတဲ့စပီဆန်လိုထီနန်းကြီးမှာထီးပြူဆိုင်နိုင်ခဲ့ကြတာပါဂီဂျီမာမေးဖြစ်လာမဲ့ချင်းသေးတွေကို2019ခုနှစ်ဒါမှမဟုတ်2020ခုနှစ်အစောပိုင်းကာလတွေမှာအမည်မသိတာမန်မထင်မရှားချင်းသေးအုပ်တစ်ခုထဲမှာမွေးဖွားခဲ့ပါတယ်အဲ့ဒီအချိန်ကစပီဆန်ကဘာမင်ဂမ်မေးတွေရဲ့အရေးအောက်မှာအကြောက်တရားတွေနဲ့ဖုံးလွှမ်းနေတော့မှာပဲဒါကြောင့်ဂီဂျီမာမေးတွေကိုဘာမင်ဂမ် Coalition အုပ်စိုးစဉ်ကာလမှာမွေးဖွားခဲ့တယ်လို့မှတ်ယူရမှာပါသူတို့ကိုမွေးဖွားခဲ့တဲ့ချင်းသေးအုပ်ကလည်း Power Structure ထဲမှာမပါဝင်သေးတဲ့အုပ်စုငယ်တစ်ခုဖြစ်ပါတယ်အစမှကျွန်တော်ပြောခဲ့သလိုပဲညနေမွဲချင်းသေးအုပ်ထဲမှာမွေးဖွားခဲ့တာမို့ငယ်ဘဝကတခြားချင်းသေးအကောင်ပေါက်လေးတွေထပ်တောင်ပို့ပြီးတော့ခက်ခဲခဲ့ပါတယ်ဒီလိုခက်ခဲမှုမျိုးကပဲရှေ့ဆက်ရမယ့်ဘဝအတွက်အလေးကျင့်အကောင်းတွေဖြစ်လာခဲ့ပါတယ်ဒီလိုပဲအစာငတ်လိုက်တခြားချင်းသေးတွေကအနိုင်ကျင့်လိုက်နဲ့2နှစ်လောက်ကြာပြီးတဲ့နောက်မှာ2021ခုနှစ်မှာတော့တကယ်အခက်အခဲကိုဂီဂျီမာတွေကနှစ်ဖူးတွေ့ဒူးတွေ့ကြုံတွေ့ခဲ့ရပါတယ်အရွယ်ရောက်လာပြီးဖြစ်တာကြောင့်အုပ်စုတဲကနေမောင်းထုတ်ခံလိုက်ရတာပါမောင်းထုတ်ခံရချိန်မှာ2ကောင်လား3ကောင်လားဆိုတဲ့အငင်းပွားမှုတွေရှိခဲ့ပေမဲ့လက်ရှိအချိန်မှာ2ကောင်နဲတာရှိနေတဲ့အတွက်ကျွန်တော်အနေနဲ့ဂီဂျီမာ2ကောင်လို့သာသုံးပြောဆိုသွားပါမယ်အုပ်စုတဲကထွက်လာခဲ့တဲ့အချိန်မှာနေမြေမရှိသလိုအမဲလဲမလိုက်တက်ခဲ့ကြပါဘူးဒါအပြင်2ကောင်နဲ့ဖြစ်တာကြောင့်တခြားချင်းတွေထက်လဲပို့ပြီးတော့အားနေတဲ့အခြေအနေပါဒီအချိန်မှာစကြက်မီအတွက်သူတို့ရွေးချယ်ခဲ့တာက
စပီဆန်တောင်ပိုင်း Kruger National Park နဲ့နယ်စပ်မြင့်အနီးနားတဝိုက်မှာဖြစ်ပါတယ်။ဒီနေရာကနက်ကြီးပါတယ်။ဒီနယ်မြေကိုအခြေချဖို့စ조사ခဲ့တဲ့ချင်းသေးတွေကဘရင်ဖြစ်ရင်ဖြစ်မဖြစ်ရင်တော့သေလန်းတစ်ခုတည်းကိုသာသွားဖို့ရှိတာပါ။သေရင်မြေကြီးရှင်ရွှေထီးဆိုတာကဒီလိုအခြေအနေဖြစ်ပါတယ်။ဒီနေရာမှာသူတို့စပြီးတော့ပေါ်ပေါ်တင်တင်သွာလာလှုပ်ရှားတာကိုစပြီးတော့တွေ့ခဲ့ရတာကတော့2022ခုနှစ်မှာပါ။2022ခုနှစ်မှာတော့သူတို့ကိုစပီဆန်တောင်ပိုင်းမှာတင်မကတော့ပဲစပီဆန်တောင်ပိုင်းနဲ့အနောက်ပိုင်းနယ်မြေထိစက်နေတဲ့နေရာတွေမှာပါတွေ့လာခဲ့ရပါတယ်။ပေါ်ပေါ်တင်တင်သွာလာနေကြပြီမဲ့ဒီနယ်မြေကိုထိန်းချုပ်ထားတဲ့အခြေအနေတော့မဟုတ်သေးပါဘူး။ဘာတိုက်ပွဲမှာမကြုံတွေ့ရသေးသလိုအမဲလိုက်တာတော့သားကောင်ငယ်တွေကိုပဲအောင်မြင်မြင်အမဲလိုက်နိုင်ကြပါသေးတယ်။ပြောရရင်တော့ယုံကြည်မှုမရှိသေးတဲ့လေလွင့်ချင်တဲ့နှစ်ကောင်ဘဝကိုစတင်ဖြတ်သန်းနေခဲ့ရတဲ့အချိန်တွေပါ။ဒီလိုနဲ့ပဲညီကိုနှစ်ကောင်အရေးစွန့်ပြီးတော့ကျွဲတစ်ကောင်ကိုအမဲလိုက်ရင်းကနေအောင်မြင်သွားခဲ့ပါတယ်။ဒီနေရာမှာချင်းလေးနှစ်ကောင်ကကျွဲကိုအမဲလိုက်နိုင်တာကတာမန်ပဲမဟုတ်ဘူးလားလို့မေးစရာရှိပါတယ်။တကယ်တော့အာဖရိကမှာကျွဲတွေဆိုတာက Big Five လို့ခေါ်တဲ့တလိပ်ဆန်အကြီး၅မျိုးထဲမှာတစ်မျိုးအပါအဝင်ဖြစ်တယ်ဗျ။ကျွဲခွေးခံရလို့အသက်ထွက်သွားတဲ့ချင်းလေးတွေလည်းအများအများရှိခဲ့ဘူးပါတယ်။ဒါကြောင့်ဒီလိုအခြေအနေမှာမျက်နှာမွဲချင်းလေးဂီဂျီမာနှစ်ကောင်အနေနဲ့ကျွဲကိုအမဲလိုက်နိုင်လိုက်တယ်ဆိုတာကအေယာမအောင်မြင်မှုကြီးလို့ပဲဆိုရမှာပါ။ဒီအောင်မြင်မှုကနေပဲ confidence level မြင့်လာပြီးတော့ဆက်သွားမဲ့လမ်းကိုရဲရဲကြီးသွားနိုင်ခဲ့ကြတယ်ဗျ2023ခုနှစ်နှစ်စမှာတော့သူတို့ရဲ့ပထမဦးဆုံးနယ်မြေပိုင်ဆိုင်ဖို့ကိုစတင်စူးစမ်းခဲ့ကြပါတယ်စပီဆန်တောင်ပိုင်းထဲမှာလက်ရလုံနေခဲ့တာဖြစ်ပြီးတော့တဖြည်းဖြည်းချင်းသူတို့အပိုင်ဖြစ်အောင်လုပ်ဖို့ရည်ရွယ်ချက်နဲ့ပါသူတို့သုံးခဲ့တဲ့နီးဗျူဟာကတခြားချင်းတွေနဲ့တိုက်ခိုက်တာမျိုးမလုပ်ပဲနေဆက်မြင်းလိုနေရာတွေမှာသွေးတို့ဆန်းပြီးတော့ဝင်ရောက်အမဲလိုက်ပါတယ်အဲ့ဒီနောက်နယ်မြေတွေမှာတခြားချင်းတွေတိတ်မရှိတဲ့ weak point area တွေမှာစတင်ပြီးတော့ခြေကုပ်ယူခဲ့ကြပါတယ်နှစ်ကောင်ထဲပဲရှိတဲ့ဂီဂျီမာတွေအတွက်ဒါကအကောင်းဆုံး view ဟာတစ်ခုလည်းဖြစ်ခဲ့တယ်ဗျဒီလိုအချိန်ကာလကိုတော့ Shadow Expansion Phase လို့ခေါ်ရမှာဖြစ်ပါတယ်အတီတကျအထိုင်ချနိုင်တာမျိုးမဟုတ်ပေမဲ့စပီဆန်ရဲ့တောင်ပိုင်းမှာခြေကုပ်နေရာတစ်ခုတော့ရယူနိုင်ခဲ့ပါတယ်2023ခုနှစ်နှစ်ကုန်ပိုင်းမှာတော့ဂီဂျီမာနှစ်ကောင်အနေနဲ့ခြေလန်းတွေပူသွက်လာခဲ့ပြီဗျတနစ်နီးပါးလောက်ရှိပြီဆိုတော့တောင်ပိုင်းမှာအချိန်ကျလာခဲ့ပြီလို့လည်းဆိုနိုင်ပါတယ်အရွယ်လည်းရောက်နေပြီဆိုတော့တောင်ပိုင်းမှာရှိတဲ့တချို့ချင်းတွေမှာ bright တွေကိုစပြီးတော့သိမ်းပိုက်လိုက်တာပါချင်းတွေမှာအုပ်ပါရှိလာတဲ့အခါမှာတော့ဒါကို ranger တွေက territory claim စပြီးတော့လုပ်နေပြီလို့သတ်မှတ်ခဲ့ကြပါတယ်ဒီကြီးမာတွေသိမ်းပိုက်ထားတဲ့ bright နဲ့ပေါင်းလိုက်တဲ့အခါမှာတော့အုပ်စုကအကောင်အရင်များပြားလာပြီးတော့စပီဆန်တောင်ပိုင်းမှာနေရာတစ်ခုခိုင်မာရရှိလာခဲ့ပါပြီဒါပေမဲ့ဒီအချိန်ထိတိုက်ပွဲတွေတော့ကြီးမားမရှိသေးဘူးဗျ2024နှစ်ကုန်ပိုင်းလောက်ကိုတော့ conflict phase လို့သတ်မှတ်ရမှာပါ Naxica မေးတွေနဲ့ပြဿနာတွေလည်းဖြစ်ခဲ့ကြတယ်ဗျအသေးအကျေတိုက်ခိုက်တာမျိုးမဟုတ်ပဲဂီဂျီမာတွေက pressure warfare လုပ်ခဲ့ကြပါတယ်နီးဗျူဟာအနေနဲ့ပဲသူတို့ကထိန်းသိမ်းခြင်းတွေနဲ့သူတို့ရဲ့လွှမ်းမိုးခြင်းတွေကိုပြသတာတွေအနက်အမှတ်အသားလုပ်တာတွေနဲ့စပီဆန်တောင်ပိုင်းဟာသူတို့အပိုင်ဖြစ်ကြောင်းပြသခဲ့ကြပါတယ်2024ခုနှစ်နှစ်ကုန်ပိုင်းမှာတော့တောင်ပိုင်းမှာဘရင်လောက်ရတာကိုညီးငွေလာတဲ့ဂီဂျီမာတွေကစပီဆန်ရဲ့တောင်ပိုင်းနဲ့မြောက်ပိုင်းကိုပိုင်းခြားထားတဲ့ San River မြစ်ကိုဖြတ်ကူးခဲ့ကြတယ်ဗျဒါကသူတို့ရဲ့ပိုင်နက်ကိုကျော်လွန်ပြီးတော့နယ်မြေအသစ်ကိုသိမ်းပိုက်ဖို့အစပြုလိုက်တာပါမြောက်ပိုင်းကိုဝင်ရောက်လာတဲ့အချိန်မှာတော့ဂီဂျီမာရဲ့ယုံကြည်မှုကအမြင့်ဆုံးကိုရောက်ရှိနေခဲ့ပြီးဒါကအချက်ပြမှုတစ်ခုလည်းဖြစ်ခဲ့ပါတယ် We are ready to rule ဆိုတဲ့ငါတို့အုပ်ချုပ်ဖို့အစဉ်သစ်ဖြစ်နေပြီဆိုတဲ့အချက်ပြမှုမျိုးပါဒီလိုနဲ့2025ခုနှစ်အစောပိုင်းမှာတော့ Lontolozi area မှာရှိတဲ့ Kambula Pride ကိုဝင်သိမ်းဖို့ကြိုးစားရင်းနဲ့ Pride ကိုပိုင်ဆိုင်ထားတဲ့ချင်းတွေအထီးတွေနဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်ဂီဂျီမာတွေကနှစ်ကောင်တည်းနဲ့ပဲကမ်ဘူလာမေးတွေကိုအနိုင်ယူပြီးတော့ကမ်ဘူလာဘက်ကနှစ်ကောင်တည်ပြီးတော့တစ်ကောင်ထွက်ပြေးခဲ့ရတယ်ဗျကမ်ဘူလာဘရိုက်ကိုသိမ်းပိုက်ပြီးနိုင်တဲ့နောက်မှာတော့တကယ်ဘရင်စစ်တွေဖြစ်လာခဲ့ကြပါတယ်စပီးဆန်းလိုနေရာမျိုးမှာတိုက်ပွဲနိုင်ပြီးတော့ဘရင်ဖြစ်မှသာချင်းအချင်းစီကနေ respect ရရှိနိုင်မှာဖြစ်လို့ပါအဲ့ဒီနောက်မှာတော့တောင်ပိုင်းမှာကလေးကသူတို့နဲ့ပြဿနာဖြစ်ထားခဲ့ဘူးကြတဲ့ Naxica မေးတွေနဲ့ပြန်ပြီးတော့တွေ့ခဲ့ကြတယ်ဗျဒီအချိန်မှာတော့ဂီဂျီမာတွေကအရင်ကလို pressure warfare မလုပ်တော့ပဲတခါတည်းကိုတိုက်ပွဲခေါ်ပြီးတော့ရင်ဆိုင်ခဲ့ကြပါတယ် Naxica တွေကဂီဂျီမာနှစ်ကောင်နဲ့တိုက်ပွဲနဲ့ပြင်းထန်ခဲ့ပြီးတော့အဆုံးသတ်မှာတော့ဘရင်ဖြစ်ဖို့ဇာတာပါလာတဲ့ဂီဂျီမာရဲ့ဇာတာဆန်းလက်ကိုမရှင်နိုင်ပဲ Naxica တွေရှုံးနေခဲ့ပါတယ် Kambula Pride နဲ့ Naxica မဲတွေကိုအနိုင်ရပြီးတဲ့နောက်မှာတော့ဂီဂျီမာတွေကစပီးဆန်ရဲ့တောင်ပိုင်းမြောက်ပိုင်းနဲ့အရင်က KSS အရှိန်အဝါကြီးခဲ့တဲ့ Central Speedsan ကိုပါသိမ်းပိုက်နိုင်ခဲ့ပါတယ်စပီးဆန်ရဲ့တောင်ပိုင်းနဲ့ Central Speedsan လိုဒေသတွေကအရင်က Macfogo, Majinglani နဲ့ Birmingham တွေထိနှံဆိုင်ခဲ့တဲ့နေရာတွေပါ
ဒီ coalition 3ခုပြီးတဲ့နောက်ဒီနေရာတွေအကုန်လုံးကိုသိမ်းပိုက်နိုင်တဲ့ချင်းလေးအုပ်ဆိုတာမရှိခဲ့ပေမဲ့အခုတော့ဂီဂျီမာတွေကနှစ်ကောင်နဲ့ပဲလက်ကျန်တွေပိုင်ဆိုင်ခဲ့ဘူးတဲ့နေရာတွေအကုန်လုံးကိုပြန်လဲသိမ်းပိုက်နိုင်ခဲ့ပါပြီ။ဒါကြောင့်ပဲကျွန်တော်အနေနဲ့ဗီဒီယိုရဲ့အစမှာဂီဂျီမာ coalition ကစပီးဆန်ရဲ့ခေတ်သစ် Emperor ကိုထူထောင်နိုင်ခဲ့ပြီလို့ပြောဆိုခဲ့တာဖြစ်ပါတယ်။အခုဆိုရင် Kambula Pride, Naxika Pride တွေနဲ့အတူဂီဂျီမာနှစ်ကောင်ရဲ့ blood line တွေလည်းရရှိလာခဲ့ပြီဗျ။ဒါကြောင့်2026ခုနှစ်3လပိုင်းနောက်ဆုံးမှတ်တမ်းတွေမှာဆိုရင်ဂီဂျီမာရဲ့ territory တွေအနေနဲ့စပီးဆန်တောင်ပိုင်းအလဲပိုင်း Central စပီးဆန်ဒေသအပါအဝင် Londolozi area နဲ့ San River area တွေကိုပါပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ဒါကမက်ပိုကိုတွေနောက်ပိုင်းမှာအကျယ်ပြန့်ဆုံး Emperor တွေတဲကတစ်ခုပါ။ဒါပေမဲ့ဂီဂျီမာတွေမှာလည်းနန်းလူဖို့စောင့်နေတဲ့အဖွဲ့တွေကရှိနေပြန်ပါတယ်။ Nat Kulu Coalition နဲ့ Plain Camp May တွေကလည်းဂီဂျီမာတွေကိုအချိန်ပြည့်စောင့်ကြည့်နေပြီးတော့အချိန်မရွေးထိပြူကျိုးသွားနိုင်တဲ့အခြေအနေမျိုးမှာရှိနေပါတယ်။ဘာမှမရှိတဲ့အခြေအနေတွေကနေမက်ပိုကိုရီရဲ့နောက်ပိုင်းအကျယ်ပြန့်ဆုံး Emperor ကိုထူထောင်ထားနိုင်ခဲ့တဲ့ဂီဂျီမာတွေအနေနဲ့ဒီနယ်မြေတွေကိုဆက်လက်ထိန်းသိမ်းသွားနိုင်မလား။ဒါမှမဟုတ်တခြား coalition တွေရဲ့လက်ထက်ကိုလွှဲပြောင်းပေးလိုက်ရမလားဆိုတာမိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုကွန်မန့်မှာဝင်ရောက်ရေးသားသွားနိုင်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါအောင်စို့ခင်ဗျာ။